အားလုံးပဲမင်္ဂလာပါရှင်။ Superlaw YouTube Channel လေးကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့အိမ်မှာတခါမှမစားဘူးတဲ့ပစုံအစိမ်းထောင်းလေးလုပ်စားမှာဖြစ်ပါတယ်။ပထမဦးဆုံးသင်္ဘောသီးလေးနဲ့ရောထောင်းစားမှာဖြစ်တဲ့အတွက်ကြောင့်သင်္ဘောသီးလေးတွေချက်ထားပါတယ်။ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါရှင်။ယူသီးအနီတောင်လေးတွေခရမ်းကျင်သီးတံပီယိုသီးပေါ့နော်။ဒါကတော့ပစုံအစိမ်းထောင်းအတွက်ပစုံလေးအနည်းငယ်ပါ။အများကြီးမစားရတဲ့အတွက်ကြောင့်နည်းနည်းလေးပဲပြင်ဆင်ထားပါတယ်ရှင်။အခုကတော့ပစုံတွေကိုရှာလကာရင်းလေးနဲ့နိုင်ဝက်လောက်စိန်ထားမှာဖြစ်ပါတယ်ရှင်အသားလေးတွေကျက်သွားအောင်လို့ပါခုလိုမျိုးရှာလကာရည်လေးကိုမြုပ်သွားအောင်ခုလိုလေးပေါ့နော်ဆန်းပေးထားပါမယ်ပြီးရင်နိုင်ဝက်လေးစိန်ထားပါမယ်ရှင်ဒါကတော့ကိုရီးယားကကြည့်နေတယ်ထောင်းအနှစ်ကလေးလုပ်မှာပါခုကတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးအနီတောင်လေး3တောင်ကိုအခုလိုလေးကက်ကြီးလေးနဲ့ညှက်ထားပါမယ်ရှင်ပြီးရင်ထောင်းပါမယ်ငရုတ်သီးအဆက်ကတော့ကိုကြိုက်တဲ့တစ်လောက်ထည့်လို့ရပါတယ်ဆိုတော့အဆက်အများကြီးမစားချင်လို့3တောင်ပဲထည့်ထားပါတယ်ကဲခုဆိုရင်မြန်မြန်ညက်ဖို့စားလေးနည်းငယ်ထည့်လိုက်ပါမယ်ရှင်ဒီပါရင်တော့အရသာတဟင်းကြုံမိုးလေးနည်းငယ်ထည့်ထားပါတယ်ရှင်ဟင်းကြုံမိုးမကြိုက်တဲ့လူတွေကမထည့်လို့ရပါတယ်ခုကတော့ညအောင်ထောင်းလိုက်ပါဦးမယ်ရှင်ယူသီးစိမ်းနဲ့ချစ်သွန်ဖြူလေးနည်းငယ်ညက်ပြီဆိုလို့ရှိရင်တော့ငပိလေးနည်းငယ်ထည့်ပါမယ်ရှင်ပြီးသွားရင်တော့အချိုရတာအတွက်ထညက်လေးနည်းနည်းထည့်ပါမယ်ရှင်ပြီးရင်အဲ့ဒါလေးရောထောင်းလိုက်ပါမယ်ရှင်ထညက်လေးလည်းကြက်ပြီဆိုတဲ့အချိန်ရောက်လို့ရှိရင်တော့ခရမ်းကျင်သီးလေးတစ်လုံးကိုအခုလိုလေးတီးတီးလေးတွေတုံးပြီးတော့ထည့်ပါမယ်ရှင်ပြီးသွားရင်တော့အရှင်ရတာအတွက်တံမြာတီးတီးတစ်လုံးကိုအခုလိုလေးတီးပြီးတော့အရည်လေးတွေကိုညှစ်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့ငပြားကြီးလေးအနည်းငယ်ထည့်ပါမယ်ရှင်ပြီးသွားရင်တော့နှိရတာလေးတွေတမသွားအခုလိုလေးမှွေပြီးလိုက်ပါမယ်ရှင်ဒါကတော့ရှာလကာကြီးစိန်ထားတဲ့ပစုံအစိမ်းလေးတွေပါဒါလေးတွေကိုရေးပြောင်းဆေးလိုက်ပါမယ်ရှင်ပြီးသွားပြီဆိုရင်တော့တီမိုတီလေးတွေကိုရင်ထောင်းပါမယ်နောက်ပြီးတော့ပစုံအစိမ်းလေးတွေအသားလေးတွေကြစ်ကြစ်မာမာလေးဖြစ်နေအောင်ရေခဲလေးနဲ့အနည်းငယ်စိန်ပေးပါမယ်ရေခဲလေးစိန်လိုက်လို့ရှိရင်အသားလေးတွေကမာပြီးတော့စားလို့ကောင်းနေဆိုလို့ပါအခုကတော့တီမိုတီထောင်းပြီးပါပြီရှင်အရသာကိုဒီအနေထားရအောင်အရသာကိုစိတ်ကြိုက်နေပြီးထည့်လို့ရပါပြီအခုကတော့တီမိုတီထောင်းလဲပြီးပြီပေါ့နော်ပစုံတော့ရောမထောင်းလိုက်ပါဘူးရှင်တော့ကြာပြတ်ထွက်ကုန်မှာဆိုလို့ပေါ့နော်ဒီအနှစ်အရည်လေးနဲ့ပဲနေလိုက်ပါမယ်ရှင်ယူသီးအနီတောင်လေးတုံးထားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အကြောင်လေးကရမ်းကိုလှနေပါတယ်ကဲခုဆိုရင်တော့ပစုံချောင်းမုတ်လေးနည်းနည်းထည့်လိုက်ပါမယ်ရှင်ပြီးတော့ရင်တော့မြေပဲဆန်လေးနည်းနည်းထည့်ပါမယ်
ပြီးသွားရင်တော့ရေခဲစိမ်ထားတဲ့ပစုံအစိမ်းလေးတွေကိုထည့်လိုက်ပါမယ်ရှင်အသားလေးတွေကမမကြစ်ကြစ်လေးဖြစ်နေပြီပေါ့နော်ခုလိုမျိုးစီစီလေးသူ့ရဲ့အနှစ်ရည်ထဲမှာရောပြီးထည့်လိုက်ပါမယ်ရှင်ပစုံအစိမ်းထောင်းကတစ်ခါမှမစားဘူးပါဘူးအခုမှပထမဦးဆုံးစပြီးတော့စမ်းပြီးစားကြည့်မှာဖြစ်ပါတယ်နည်းနည်းအစိမ်းတစ်ခါမှမစားဘူးတော့နည်းနည်းလေးလန့်နေပေါ့နော်စားရမှာဘူးဒါပေမဲ့လည်းစားကြည့်ပါမယ်ရှင်အခုမှစမ်းစားကြည့်မဲ့လူတွေနဲ့ကိုကြိုက်မကြိုက်သိချင်ရင်ခုလိုလေးနည်းနည်းလေးပဲအရင်ဆုံးစမ်းစားကြည့်ပေါ့နော်ကြိုက်တယ်ဆိုမှတော့အများကြီးထောက်စားလို့ရပါတယ်အသားကတော့တော်တော်ကြက်နေပါပြီချာလကာရည်နဲ့အကြာကြီးစိမ်ထားရတာဖြစ်လို့ဒါကတော့တိုးစားဖို့အတွက်စူးပုတ်လေးရဲ့ကစုံရွက်ကလေးရဲ့ကိုနေရာချနေတာပါဒါမဲ့တည့်ရဲ့အတိုင်းလှလှပပတော့နေရာမချတတ်ပါဘူးရှင်ကဲခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့တင်မောတီနဲ့ပစုံအစိမ်းထောင်းလေးရပါပြီရှင်အားလုံးပဲလိုက်ပြီးထောင်းစားကြည့်ပါနော်ဆုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆုရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲတာယာအေးချမ်းပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ခါတိုင်းကတော့စားတဲ့ဗီဒီယိုလေးမတင်ထားဘူးပေါ့နော်ဒီတစ်ခေါက်ကပထမဦးဆုံးစမ်းစားကြည့်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စားတဲ့ဗီဒီယိုလေးနည်းနည်းတော့တင်ပေးထားပါတယ်ရှင်စားမှနည်းနည်းလန့်နေတာပေါ့နော်ဒါမဲ့လည်းသူ့ရဲ့ရတာဘယ်လိုပြောရမလဲဆိုရင်ပစုံစားလိုက်တဲ့အချိန်မှာလေးပါစက်ထဲမှာနည်းနည်းဆွဲကြည့်ကြည့်ပေါ့နော်အဲ့လိုမျိုးဆွဲကြည့်ကြည့်ရှိုးလေးအဲ့လိုရတာလေးမျိုးလေးရတယ်ပေါ့နော်ဖြစ်နိုင်ရင်တော့ရေခဲနဲ့အကြာကြီးစိမ်ထားရင်ပို့ပြီးတော့ကောင်းမယ်ထင်တယ်။ကိုကအစိမ်းမစားဘူးလို့လားမသိဘူးသိလားတိတ်ပြီးတော့မစားရဘူးပေါ့နော်။စိတ်ကဖြစ်နေတာပေါ့နော်။ဒီမကြက်ဘူးလို့ခံစားရတယ်ပေါ့နော်။ဒါပေမဲ့မကြက်တာမဟုတ်ပါဘူး။ရေခဲစိမ်တာအချိန်နေတဲ့အတွက်ကြောင့်မို့လို့သူကအသားလေးကပျော့အေးလေးဖြစ်နေတော့နည်းနည်းလန့်လာပေါ့နော်။ခုကသူ့အကြံပေးချင်တာကပစုံစိမ်းတောင်းစားမယ်ဆိုရေခဲနဲ့အကြာကြီးစိမ်မှာအမတောက်လေးနဲ့ပို့ပြီးစားလို့ကောင်းမှာပေါ့နော်။ခုကလည်းစားလို့ကောင်းတယ်။ဒါမဲ့လည်းနည်းနည်းဆွဲကြည့်ကြည့်နဲ့နည်းနည်းရှိုးလေးပေါ့နော်အဲ့လိုရတာမျိုးရပါတယ်ရှင်မစိုးပါဘူးစားလို့ရပါတယ်ရှင်ဆက်တာတော့နည်းနည်းလေးဆက်တယ်ပေါ့နော်ရုပ်သီး3000တော့တော်တော်ဆက်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဆက်စားလိုက်ပါဦးမယ်ရှင်ဒီမော်ဒီတောင်ကတော့ကိုယ့်အကြိုက်ပဲဆိုတော့ပလုတ်ပလောင်နဲ့ခုလိုပဲစားနေပါတယ်အလုံးမဲ့တက်တာပါရှင်